ကျွန်တော်တို့တွေကို့မှာကြီးမားတဲ့ရီမန်းချက်တစ်ခုရှိလာပြီဆိုရင်အရင်ဆုံးဘာလို့တက်ကြလဲလူအများစုကတော့သူတို့ဘာလို့ကောက်မယ်ဆိုတာကိုချက်ချင်းပဲကြီးညာတက်ကြတယ်လေဒါပေမဲ့ခဏလေးအဲ့ဒီလိုကြီးညာလိုက်တာကတကယ်ပဲအကျိုးရှိရဲ့လားဒါမှမဟုတ်ဘသူကမှမပြောပဲတိတ်တိတ်ဆိတ်ဆိတ်နဲ့အပြည့်အထန်ကြိုးစားတာကပိုပြီးထိရောက်သလားဒီကနေ့ရှင်းလင်းတင်ပြချင်မှာတော့ကျွန်တော်တို့နေ့စဉ်ဘဝမှာတတိမထားမိပဲလုံးမိနေတဲ့အလေးအချင်းလေးတစ်ခုရဲ့နောက်ွယ်ကစိုးကျိုးတွေနဲ့တိတ်ဆိတ်စွာကြိုးစားခြင်းရဲ့အမခန်းွယ်စွမ်းအားတွေအကြောင်းကိုအသေးစိတ်ဖော်ထုတ်သွားပါမယ်ဆိုတော့ရီမန်းချက်တီကိုထုတ်ပြောလိုက်တာကတကယ်ပဲကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုပျက်စီးစေသလားစဉ်းစားကြည့်ပါဦးကိုမမိုက်မဲရဲ့အစီအစဉ်ကြီးတွေရီမန်းချက်အသက်ကြီးတွေရှိလာပြီဆိုရင်လေဘေးနာကတငယ်ချင်းတွေလှုပ်ဖို့ကင်ဖက်တီကိုချက်ချင်းတွားပြောပြခြင်းတဲ့စိတ်ကကျွန်တော်တို့တိုင်းမှာအလိုလိုနေရင်ဖြစ်လာတတ်တယ်မလားပြောလိုက်ရရင်လည်းရင်ထဲမှာရမ်းကိုကျင်းနေသွားလာပဲလေဒါဟာအင်မတန်ကိုတဘာဝကြတဲ့လူတဘာဝပါပဲဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီလိုပြောလိုက်ရလို့ရလာတဲ့ကျင်းတ်မှုလေးဟာကိုတတိမထားမိပဲပြန်ဖြက်စီးနေတဲ့အစိတ်အတောက်တစ်ခုများဖြစ်နေမလားဆိုတော့ကျွန်တော်တို့အသေးချာစဉ်းစားကြည့်ဖို့လိုလာပါပြီကဲဒါဆိုရင်အပိုင်းကချစ်တဲ့အလွန်အကျွမ်းထုတ်ပြောမိခြင်းထောင်ချောက်နဲ့ချက်ချင်းအတိအမှတ်ပြုတ်ခံခြင်းတဲ့စစ်စန္ဒာဆိုတဲ့အကြောင်းအရာလေးကိုစပြီးလေ့လာကြည့်လိုက်ရအောင်အမှန်တကယ်ကလေရီမန်းချက်ကြီးတဲ့သူတွေကကိုဘာလို့တော့မဲ့ဆိုတာကိုအတိအကျထုတ်ပြောလိုက်ခြင်းအဖြစ်အခြားသူတွေစီကနေဟဲ့မိုက်တယ်နော်ဆိုရဲအတိမဲ့ပြုမှုကိုချက်ချင်းလိုချင်ကြတာပါငါဒါကိုလုံးမဲ့ငါအောင်မြင်ရမယ်ဆိုရဲစကားလုံးတွေကိုအတန်ထွက်ပြီးပြောလိုက်ရုံနဲ့ချင်းရင်ထဲမှာကြက်တီချလောက်ကြီးနဲ့ဆရာကောင်းတဲ့ခန်းစားချက်ကြီးဝင်လာတတ်ပါတယ်ပြဿနာပါလဲဆိုတော့အဲ့ဒီခန်းစားချက်ကြီးကတကယ်အောင်မြင်သွားတဲ့အချိန်မှာခန်းစားရတဲ့အရာတာနဲ့တွားပြီးလုံးဝကိုစင်တူနေတတ်တာပါပဲဒါဟာတကယ်ကိုအန်တဲ့များတဲ့ခြေနှံမှုထောင်ချောက်တစ်ခုပဲဗျာဘာလို့မှရေးရမဆားရတွေ့ခင်မှာတင်ငါအောင်မြင်သွားပြီလို့ခံစားလိုက်ရတော့ရှေ့ဆက်လို့ရမယ်တကယ်လုံးကြီးပုံမှာလုံလောက်တဲ့အာယုံစိုက်မှုတွေတွင်အားတွေကတိတိတသားကိုရော့ကျသွားတတ်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဦးနောက်ကဂလိုမျိုးလေးစားခံရတယ်လဲစွန့်အကိုအပိုင်းနဲ့တစ်စက်ပိုင်းဆိုင်ရာလေးစားမှုမှာဆက်ပြီးကြည့်ကြရအောင်ဒီနေရာမှာကျွန်တော်တို့အနေနဲ့တိပန်နေကြနည်းနည်းလေးစဉ်းစားကြည့်ဖို့လိုလာပါပြီစောစောကပြောခဲ့တဲ့ကြိုတင်ပြီးကျင်းနေတဲ့ခန်းစားချက်လေးဟာတကယ်လက်တွေ့ကြိုတက်မှုအတွက်အင်မတန်မှအန်တရများပါတယ်စိတ်ပညာရှင်တွေရဲ့တွေ့ရှိချက်တွေအရတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့လူတွေကိုလိုက်ပြောပြနေခြင်းဟာအလုံးမဆက်ရသေးခင်မှာပဲအောင်မြင်သွားပြီဆိုတဲ့လက်စားမှုမျိုးကိုကိုယ့်ရဲ့ဦးနှောက်ကိုပေးလိုက်တာနဲ့အတူတူပဲဆိုတာပါပဲ။စဉ်းစားကြည့်နော်ကျွန်တော်တို့ရဲ့ဦးနှောက်ဟာစကလုံးတွေကနေရလာတဲ့ယာယီအထိမဖြူမှုလေးကိုတကယ်အောင်မြင်မှုအစစ်အမှန်ကြီးတော့ထင်ရောက်ထင်မှာဖြစ်သွားတာပါ။ပြောရရင်တော့ပြန်ကွေးမှာမပြေးရသေးခင်မှာတင်ပေါင်းဖိန်သွားပြီလို့မိုင်းယွင်းစွာတွက်ဆလိုက်ခဲ့တဲ့ဘောပါပဲ။တကယ့်ကိုကြောက်စရာကောင်းတဲ့အချက်ပဲနော်ဒီတော့ရေမန်းချက်ဒီကိုအားလုံးသိအောင်ကြီးညာလိုက်တဲ့အခါဘာဖြစ်သွားလဲအောင်မြင်ပြီဆိုတဲ့ထင်ကြောင်ထင်မှားဖြစ်မှုကိုခန်းစားရပြီတကယ်တမ်းလက်တွေ့အလုံးလုံးရမယ့်အချိန်လေးရောက်ရောစိတ်အားထက်သန်မှုတွေကအဝန်းဆိုတိတိတတာကျဆင်းသွားတတ်ပါတယ်ဒါပေမဲ့စန့်ကျင်ဘက်အနေနဲ့စဉ်းစားကြည့်ရအောင်ကိုယ့်ရဲ့အစီအစဉ်တွေကိုဘယ်သူမှမပြောဘဲလူ့အချစ်တကူလိုတေးချတင်းစီထားမယ်ဆိုရင်တော့ကိုယ့်ရဲ့အာယုံစူးစိုက်မှုကိုအပြည့်အဝထိန်းသိမ်းထားနိုင်ုံသာမကပဲရှစ်ဆက်အလုံးလုံးဖို့လိုအပ်တဲ့မရှိမခစ်တွန်းအားတွေကိုပါတေးချကာကွယ်ပေးချပြီးသားဖြစ်သွားပါတယ်ဆိုတော့ပြဿနာကဘာလဲဆိုတာကိုကျွန်တော်တို့ကောင်းကောင်းကြည့်သဘောပေါက်သွားတော့ပါပြီဒါဆိုရင်အပိုင်းတောင်းဖြစ်တဲ့တိတ်ဆိတ်ချင်းဤဆွမ်းအားနဲ့ပြင်းထန်သောစ조사အားထုတ်မှုအကြောင်းကိုဆက်ပြီးလေ့လာကြည့်လိုက်ကြရအောင်တကယ်တော့လေတမိုင်းတစ်လျှောက်ကတကယ်အောင်မြင်သူတွေတွားခဲ့တဲ့လမ်းကြောင်းဟာအကျွန်းမဲ့တိတ်ဆိတ်ချင်းဆိုတဲ့အောင်မြင်ပေါ်မှာတိဆောက်ထားတာပါသူတို့ဟာသူတို့ရဲ့ရည်မှန်းချက်တီကိုဘယ်သူမှလိုက်မဖြောဘူးတိတ်ဆိတ်ပြီးပြင်းထန်တဲ့စ조사အားထုတ်မှုဆိုတဲ့ပုံစံခွက်ထဲမှာပဲသူတို့ကိုသူတို့အပြင်းအထန်တွန်းလောင်းတိဆောက်ကြတာပါဒါပေမဲ့အဲ့ဒီလိုတိတ်ဆိတ်စွာစ조사ရတဲ့လက်တွေ့အခြေအနေတွေဟာလွယ်ကူလာတယ်လို့တော့မထင်လိုက်ပါနဲ့အကျွန်းမဲ့ရှုဟတ်စွာအလုပ်လုပ်ရပါတယ်ဒီလိုလုပ်ငန်းစဉ်တွေကြောင့်မှလွန်ခဲ့တဲ့အထီးကျန်မှုကိုလည်းခါစီးတီးခံရပါလိမ့်မယ်ဘသူကမှလည်းကိုယ့်ကိုချက်ချင်းလာပြီးအတိမတ်ပြုနေမှာမဟုတ်သေးပါဘူးဒါပေမဲ့လေအဲ့ဒီလိုအခြေအနေတွေကပဲအပြင်ကအာရုံလွင့်စရာတွေနဲ့ကင်းကွာစေပြီးတိတ်ဆိတ်တဲ့နေလာလေးတစ်ခုမှအပြေးဝဆုံးတော့အာရုံစူးစိုက်မှုကိုတိဆောက်ပေးနိုင်တာပါဒီချက်ကအင်မတန်မှကိုအရေးကြီးပါတယ်ဒီအချက်လေးကတိတ်လာပါရဲ့လူတယောက်ရဲ့အပြင်ပန်းအပြင်ဟာဘလောက်ပဲတင်ခင်ပြီးတိတ်ဆိတ်နေပါစေဘသူကမှတတိမထားမိတော့အောင်ရင်တက်နေပါစေအတွင်းစိတ်ရဲ့လက်တွေ့အခြေအနေမှာတော့ကိုယ့်ရဲ့တွန်းအားနေလောက်ရက်တွေဟာတကယ်မုန်တိုင်းတစ်ခုလိုပြင်းထန်နေရပါမယ်လုံအောင်ကိုမစုံမနစ်လှုပ်ရှားနေရပါမယ်အပြင်မှာနေတက်နေတယ်လို့အတွင်းမှာအပြင်းထန်ရုံကန်စ조사နေရမှာဖြစ်ပါတယ်ရေပြင်းကြီးလုံးငင်တက်နေပြီမဲ့ရေအောက်မှာတော့လှိုင်းလုံးကြီးတယ်လိမ့်နေတယ်လို့မျိုးပေါ့ကဲနောက်ဆုံးအပိုင်းလေးအနေနဲ့ရက်လက်မြတ်တက်တည်ပြပါစေဆိုတဲ့ခေါင်းစဉ်လေးနဲ့စစ်မှန်တဲ့အောင်မြင်မှုရဲ့ကျဲလောင်တဲ့ပေတင်တန်အကြောင်းကိုကြည့်ကြရအောင်
ဒီလိုမျိုးတိတ်ဆိတ်ပြီးအသေးချမ်းစွာနဲ့အန်ကျိတ်ပြီးစ조사အားထုတ်ခဲ့ရတဲ့လုပ်ငန်းစဉ်တွေအားလုံးဟာအချိန်တန်လို့အောင်မြင်လာတဲ့အခါမှာတော့လေဘသူမှညင်းပယ်လို့မရတဲ့အမခန်းဖွယ်ရရောက်လက်တွေကိုတွေ့မြင်ရတော့မှာပါဒီအချိန်ရောက်လာပြီဆိုရင်ဒါအရာလုံးရဲ့အဖြစ်ပါပဲစကလုံးတင်နဲ့လိုက်ပြီးရှင်းပြနေဖို့လုံးဝမလိုအပ်တော့ပါဘူးကိုယ်တိုင်ဖန်တီးလိုက်တဲ့ရလက်တွေကပဲအားလုံးကိုအတန်ကျကြီးနဲ့ပြန်လည်ဖြည့်ရှင်းပေးပါလိမ့်မယ်အစကဒီလိုဘာတွေညာလုံးနေပါလိမ့်လို့ထင်ခဲ့လေသူတွေအားလုံးကိုအောင်မြင်မှုကအောင်အားတင်သွားစေမှာအသေးချပါပဲဗျာဒီတော့ကျွန်တော်တို့မှတ်သားထားရမယ့်အရေးကြီးဆုံးအချက်ကတော့ပါဆက်ကိုပိတ်လက်ကိုလှုပ်အနာဂတ်ကိုတိဆောက်ဆိုတဲ့အတွေ့အခေါ်ပါပဲတကယ်တမ်းအောင်မြင်တဲ့အနာဂတ်တစ်ခုကိုတိဆောက်တယ်ဆိုတာစကားတွေအများကြီးပြောနေရုံနဲ့ဘလို့မှမရနိုင်ပါဘူးမစုံမနစ်တဲ့စိတ်ဓာတ်နဲ့တိတ်ဆိတ်စွာနဲ့လက်တွေ့အလုပ်လုပ်ခြင်းကသာလျှင်ကိုယ့်ရဲ့အနာဂတ်ကိုခိုင်ခိုင်မာမာတိဆောက်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ရှင်းလင်းစွာမြင်တွေ့ရမှာဖြစ်ပါတယ်ကဲဒီနေ့ရှင်းလင်းတင်ပြချက်ကိုမဆုံးခင်မှာဒီမိကုန်းလေးကိုစဉ်းစားကြည့်စေချင်ပါတယ်ကိုယ့်ရဲ့နောက်ထက်ကြီးမားတဲ့ကြီးမှန်းချက်ကိုလူတကာတိအောင်ကြဲကြဲလောင်လောင်ထပ်ပြီးကျင်ရမှာလားဒါမှမဟုတ်ဘသူကိုမှမပြောပြပဲအလျှော့အတင်းမရှိတဲ့လူဝက်ချက်တစ်ခုဖြစ်ထားရှိပြီးတိတ်တိတ်ဆိတ်ဆိတ်ပဲစက်ပြီးစ조사တော့မှာလားယာယီတိတ်ဆိတ်မှုလေးကိုခဏလောက်တီးခန့်လိုက်ခြင်းကနောက်ဆုံးမှရရှိလာမယ့်ကြီးမားတဲ့အောင်ပွဲနဲ့တန်တလားမတန်ဘူးလားဆိုတာကိုစဉ်းစားရင်းနဲ့ပဲဒီကနေ့ရှင်းလင်းတင်ပြချက်မှာပါဝင်တဲ့စိတ်ပိုင်းဆိုင်ရာအသည့်အမြင်တွေကိုလက်တွေ့အသုံးချနိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးပဲတိတ်ဆိတ်ခြင်းရဲ့စွမ်းအားကိုအပြည့်အဝရယူပိုင်းဆန်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်